ထွက်ပေါက်ရှိမယ်လို့ငါထင်ထားသမျှအရာရာဟာစိတ်တစအခြေအနေပဲဘယ်လိုမှဖြေရှင်းမရတဲ့အခက်ခဲများဟာဒုက္ခအဖြစ်အသွင်ပြောင်းသွားခဲ့မျောလင်းချက်တွေကြီးမားစွာရှင်သန်ဖို့ကြိုးစားနေခဲ့ပေမဲ့ရာရာအလုံးဟာပျက်စီးပြိုလဲသွားဘလို့ကြိုးစားခဲ့ပေမဲ့လေရာမထင်ပျက်စီးမောင်မိုက်သွားဒုက္ခပေရဲမျောနေစေလေရှေ့ဆက်မဲ့လူဘဝဘလို့ဆုံးသက်မဲ့မသိလေရှေ့ဆက်မျောလင်းမှာတစ်ချိန်မှာဘဝရဲ့အတိတ်ပဲရှာဖွေတွေ့ရှိဖို့ဆူတောင်းထွက်ပေါက်ရှိမယ်လို့ငါထင်ထားသမျှအရာရာဟာစိတ်တစအခြေအနေပဲဘယ်လိုမှဖြေရှင်းမရတဲ့အခက်ခဲများဟာဒုက္ခအဖြစ်အသွင်ပြောင်းသွားခဲ့ဘယ်လိုကြိုးစားခဲ့ပေမဲ့လေအရာမထင်ပျက်စီးမောင်မိုက်သွားဒုက္ခပေရဲမျောနေစေလေရှေ့ဆက်မဲ့လူဘဝဘယ်လိုဆုံးသက်မဲ့မသိလေရှေ့ဆက်မျောလင်းမှာတစ်ချိန်မှာဘဝရဲ့အတိတ်ပဲရှာဖွေတွေ့ရှိဖို့ဆူတောင်းတစ်ချိန်မှာဘဝရဲ့အတိတ်ပဲရှာဖွေတွေ့ရှိဖို့ဆူတောင်း